ဒီတော့မှာစာကလေးနေလုံနေကြတော့ကျွန်တော်လည်းအခန်းမှာပြင်းပြတယ်မှာလုံကြည့်တယ်ငှက်ချစ်သူတွေအတွက်တယ်မှာဒီတန်ဘူးတွေစီဘူးတွေလှုပ်မပြင်းနဲ့သုံးလို့ရတယ်ဗျာလိမ့်ဆန်ချစ်သူတွေအတွက်ပြပေးမယ်ဒီလုံးနေတယ်ုံးမိတ်ပေါ့ဗျာအုံတွင်းဖြစ်ပေါ့ဒီမှာတော်တော်လွယ်ကူရိုးရှင်းပါတယ်ဗျာဒီတော့မှ၄-၅-၆ကိုပြေးဝယ်ရအောင်ဆိုတော့ပို့ပဲဒီတံမိုးလေးကိုဒီဘေးလေးမှာလေပေါင်လေးဖောက်ပြီးပိုကောင်းတယ်စာကလေးတွေနေတယ်အားလုံးလည်းလိုက်လုပ်ကြည့်ဖို့တိုက်တွန်းပါတယ်လို့ငကလေးချင်းရင်တော့လေကိုအိမ်တစ်စက်မိတ်မှာထားလို့ရတယ်